မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကခုနောက်မှရှိနေတယ်ပေါ့နော်မကြာသေးခင်မှာပြီးတော့မဲ့အိမ်လေးတွေတန်းမိတ်ဆက်ပေးသွားဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်ကဲအရင်ဆုံးအလုံးစုံပြီးစီးသွားတဲ့အိမ်လေးတစ်လုံးနဲ့အရင်ဆုံးမိတ်ဆက်ပေးမယ်ပေါ့နော်သူကတော့ပေ20 60အုတ်တိုင်းပက်လည်းခတ်ထားပြီးအိမ်ကကြတော့သူက18ပေနောက်ကို45လောက်ရှိတယ်ပေါ့နော်ဒီမှာပလေးဆိုလို့ရှိရင်လည်းအပြည့်တက်ဆင်ထားပြီးသားဖြစ်တယ်အထဲကိုတစ်ချက်လောက်ဝင်ကြည့်အောင်ဒီလေးကပေ20 60မျိုးပေါ်မှာစောက်ထားတဲ့တစ်ထပ်တိုင်း steel structure မျိုးစားဖြစ်ပါတယ်ဒီမှာခြံထဲမှာကားရက်မယ်ဆိုလို့ရှိရင်လည်းကားသေးတစ်စီးရက်လို့ရမယ်ပေါ့နော်ခြံတကားပေါက်ကိုဒီမှာနှစ်ဖက်ထားပေးထားတယ်ဒီဘက်ကကားဝင်ထွက်လုပ်လို့ရမယ်ဒီဘက်ကလိုဝင်ထွက်လုပ်လို့ရတဲ့တကားပေါက်ဖြစ်ပါတယ်အထဲကိုတစ်ချက်လောက်ဝင်ပြီးကြည့်အောင်နော်ဒီတကားပေါက်ကိုဒီလိုမျိုးကျွန်းတကားနှစ်ချက်တက်ဆင်ပေးထားတာဖြစ်ပါတယ်ဒါကတော့ဟိုင်းမြင့်မြင့်နဲ့အေကန်းကျယ်ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တန်ပန်းတကားတွေအားလုံးတက်ဆင်ထားပေးတယ်ပြီးတော့ဒီအလင်းရောင်ကောင်းကောင်းရအောင်လို့တကားပေါက်တွေအားလုံးကိုမြင့်မြင့်နဲ့ကြည်ကြည်လေးလုပ်ထားပေးတယ်ပေါ့နော်ဒါကတော့အေကန်းကျယ်ဖြစ်ပါတယ်ရှင်အခန်းဖွဲ့ရတော့နှစ်ခန်းပါဝင်မှာဖြစ်ပါတယ် single bedroom နှစ်ခန်းပါမှာဖြစ်ပါတယ်ဒါလေးတွေကတော့ single ခန်းလေးပေါ့နော်ထမင်းစားကန်းနဲ့မိဖို့ကန်းလေးပေါ့နော်ဒီဘက်မှာဆိုရင်ဒါထမင်းစားကန်းနေရာရှိမယ်ဒါကတော့မိဖို့ကန်းကျွေးကင်းကျွေးကတ်ထားပြီးသားပါအလင်းရောင်ရလို့ဒီမှာပရင်းပေါက်လေးလည်းထားပေးထားတယ်ပြီးတော့ဒီအနံ့သက်တွေပါလို့ပြင်ထွက်အောင်လို့လည်းဒီမှာအိတ်ဇောဖန်လေးထည့်ပေးထားတယ်ပေါ့နော်ဒီကျွေးကန်းနဲ့အိမ်သားလေးဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ဒါနောက်ဝေးမှာနေရာလူလေးရှိတယ်ပေါ့နော်ဒီမှာဆန်းရှစ်ဒီပါတက်ပြီးတော့အဝတ်ပါညာပြတဲ့အဆင်ပြေတယ်ဟုတ်ကဲ့ပါရှင်အခုကျမနောက်မှာရှိနေတဲ့ဒီနောက်ကအိမ်လေးတွေအားလုံးကိုရောင်းချပေးသွားမှာပဲဖြစ်ပါတယ်အယောင်တန်မိုးလေးတွေကကြတော့ကျမအခုစနဒီဝင်ပြပေးခဲ့တယ်ပေါ့နော်အိမ်လေးရဆိုလို့ရှိရင်တိတ်2650ခေါ်ထားပါတယ်စာရွက်စာတမ်းပါမစ်မူရင်ပေ20 60ပါမစ်မူရင်တိုက်စားအောင်မှာဖြစ်ပါတယ်ဒီဘက်ကပေ20 60တိုက်ဖြူလေးဆိုလို့ရှိရင်လည်းသူပေါ့နော်သူကတော့စာရွက်စာတမ်းကပေ40 60ခရံမူရင်းကန်ဆောင်ပါဖြစ်ပါတယ်အယောင်တန်ဘိုးကကျပ်သိန်း2600မှာညှိနှိုင်းစင်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဟိုဘက်က10ပေနှစ်ထပ်လေးနှလုံးပေါ့နော်အဲ့ဒါလေးကကြတော့သူကဒီဘက်ကပေ40ကမူရင်းကန်ထားတယ်ဆိုတော့ဟိုဘက်ကပေ40မိတူနှစ်ဆောင်ပေါ့နော်မိတူတွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်အယောင်တန်ဘိုးတွေကကြတော့10ပေနှစ်ထပ်နှလုံးကတစ်လုံးကိုသိန်း1600မှာညှိနှိုင်းစင်းနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်အခုဒီနောက်မှာရှိနေတဲ့အိမ်လေးတွေရဲ့ location အောင်ဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်8ရပ်ကွက်နရဈေးကြီးအနီးမှာတည်ရှိတာပဲဖြစ်ပါတယ်အိမ်လေးတွေအားလုံးဈေးလေးတွေအယောင်းဖွင့်ပြီးမို့လို့ကျမရဲ့အဝယ်တော်များလာကြည့်ပေးဖို့ဖိတ်ခေါ်ပေးပါတယ်ရှင်